ဒါပဲတော့တယ်လီပို့ချတော့မယ်မင်းတို့ဘာကကြည့်နေတာလဲကွာတရင်ကြည့်မယ်လေညကလူသက်မှုဖြစ်ပွားခဲ့တဲ့သတင်းဖြစ်ပါတယ်ရဲတွေစစ်စစ်တွေ့တာလူသက်တဲ့အခန်းကလူသက်ပြီးတော့အဲ့အမဲထဲမှာထည့်ထားပါတယ်ဒီလူကြီးကိုတွေ့စီပါကရဲသားတွေစီမှာအမြန်ဆုံးအကြောင်းကြားပါဒီလူကအန်တရအရင်ရှိပါတယ်ဟာဒါအရင်ကြားတယ်ကွာလခွိဘာလဲတဲ့ကလူကမင်းလားဘယ်မှာလဲကွာအော်ဒီကောင်ကနှခမ်းမွေးရှိတယ်လေငါနှခမ်းမွေးမရှိဘူးအေးဟုတ်သားပဲအခုချိန်ပဲကျမတို့သိလိုက်ရပါတယ်တရားခံကနှခမ်းမွေးအတုထည့်ထားပါတယ်ကျမတို့ကွန်ပျူတာဆရာတွေကိုနှခမ်းမွေးထုတ်ခံလိုက်ပါပြီသူ့ပုံစံကဒီလိုပါပဲဒီလူကြီးကသူ့ရဲ့အရက်မောင်း190လောက်ရှိပါတယ်ဖေးချင်းနေပါနေအရင်မဘလောက်လဲငါအရက်160ပဲကျမပြောမှားသွားပါတယ်လူသက်တဲ့ခံကသူ့ရဲ့အရက်က160ပဲရှိပါတယ်ဟုတ်ကဲ့ပါ160ပါပြောတော့မင်းအရက်160ဆိုကျမတို့စီမှာလူဆိုးကကာနဲ့ထွက်ပြေးသွားတဲ့ဗီဒီယိုရှိပါတယ်သူထွက်ပြေးတဲ့အချိန်မှာဒါကသူဖွင့်ထားတဲ့တခြင်းလူဆိုတာဟာလောမဖြစ်ဘူးဒီတခြင်းကနည်းနည်းမှမကြိုက်ဘူးနေလည်းသိတဲ့ငါဒီတခြင်းကိုနည်းနည်းမှမကြိုက်ဘူးလူဆိုတာဟိုမလောင်ရည်တန်တွေကြာမမချက်လာတဲ့ဘာလဲနေဟုတ်လားနေငါဖုတ်အတန်ကိုပြောင်းလာတယ်ဟုတ်လားကျမမပြောင်းရဘူးငါအမေပြောင်းလာတယ်ပြောင်းလာဟုတ်လားကွာလူတက်မှုဖြစ်ပွားတဲ့အချိန်ကတော့ညတော့က6နာရီဖြစ်ပါတယ်ဟေးမင်းတို့ကြည့်လေသူပြောတာညတော့က6နာရီညတော့ကငါတို့ဘာလုပ်တာလဲဟုတ်တယ်သူငါနဲ့နေတိလိုင်မှာပဲရှိနေတယ်မှန်တယ်တို့နေရကနေတိလိုင်မှာပဲရှိနေတယ်တရက်လုံးပဲလူတက်မှုဖြစ်ပွားခဲ့တဲ့နေရာကတော့နေတိလိုင်မှာဖြစ်ပါတယ်တက်ဖြစ်ပြီးအရင်ကြောက်ဖို့လည်းကောင်းပါတယ်ခဏနေအောင်နော်အေးစေးတော့ငါနီတို့စင်ပြလို့ရတယ်နော်ကျမနေချင်တာတော့စိတ်မချရတော့ဘူးနော်ငါမင်းတို့ကိုစင်ပြမယ်ငါလူတစ်ခါမှမသတ်ဘူးနော်မင်းတို့တချင်တာတော့ငါပြောပြမယ်ဒီကဘာပေါ်မှာလူအဲလော်တီများတာအဲ့ပေါ်တဲကလူငါနဲ့မျက်နှာတူတဲ့လူပဲဖြစ်နိုင်တယ်လေလူသက်သမားကလူမသတ်ခင်မှာသူပြောခဲ့တဲ့စကားကဒီကဘာပေါ်မှာလူအဲလော်တီများတာငါနဲ့မျက်နှာတူတဲ့လူပဲဖြစ်နိုင်တယ်